မင်္ဂလာပါရှင်အခုတစ်ခါမှာတော့ဆ iam မကြီးခင်နေယူရေးသားထားတဲ့ကံဆိုတဲ့ဝတ္ထုကိုဖတ်ပြပေးသွားမှာပဲဖြစ်ပါတယ်ရှင်ကံဒူကြီးတဲ့ကြီးနဲ့အခြေအနေတောင်တင်းခိုင်မှာပါလျက်နေအညို့ပေါ်ရင်ဘာကြောင့်အနိုင်မရသည်ကိုပက်ကီသည်ယခုထက်တိုင်းတွေးခေါ်၍မရပြီတကယ်ဆိုတော့ပက်ကီနှင့်အညိုတို့၏အခြေအနေရရက်သည်မရှင်သာအောင်ကြွားချကြသည်သို့တော်ပက်ကီသည်အစဉ်အရေးရှုံးနေလျက်ရှိ၏အသက်အားဖြင့်သာပက်ကီကလာပိုင်းလောက်ကြီးပေသည်သူမှတ်မိသလောက်ရွေးကလေးကကမာရွတ်ဖက်တွင်အညိုနှင့်ခြံချင်းရှင်လျက်နေခဲ့ကြသည်သူတို့တိုက်သည်မြင်မာသောနှစ်ထပ်တိုက်ကြီးဖြစ်ုံမကတိုင်းနောက်တွင်နှစ်ဧကများရှိသောမြေကျဲကြီးတွင်စားပင်တောက်ပင်တို့စိုက်ပျိုးလျက်ရှိ၏တိုက်ရှိတွင်မြက်ခင်းစိမ့်စိမ့်ကိုဝိုင်းရံ၍စိုက်ထားသောပန်းကင်တို့မှာကြည်မစုံအောင်လှပပေသည်အိမ်ရှိပန်းကင်အတွက်ပင်မာလီနှစ်ယောက်ထားရှိပေသည်ပက်ကီသည်ခရစ်ယာန်သာသနာပြုကျောင်းကြီးတစ်ခုတွင်ငယ်ငယ်ကလေးကနေလာခဲ့၏ကျောင်းသွားတိုင်းပက်ကီစီးခဲ့သောကားတို့မှာအခန့်စားကားများသာဖြစ်ခဲ့သည်ယခုလက်ထပ်ပြီးမှနောက်ဆုံးလဲသောကားမှာမာစီဒီမိကိုရောင်ကားကြီးဖြစ်ပေသည်သူဖခင်ဆက်ရှင်မင်းကြီးသည်အငိမ့်စာယူပြီးသည့်နောက်တွင်ပင်ပက်ကီကိုတီးခြားနေခွင့်မပေးပေမိသားစုအတူတူပင်နေခဲ့သည်ပက်ကီတွင်သူ့ထက်အကြီးမာတာနှင့်အငယ်အဲမာတို့ရှိသေးသည်အညိုတို့ဤခြံဝင်းမှာတဧကမြကျဲမြေဖြစ်တော်လဲတိုက်အိမ်မှမူတစ်ထက်တိုက်ပူကလေးများသာဖြစ်သည်အညိုဖေသည်ထင်ရှားသူပဲလားမထင်ရှားသူပဲလားသူလည်းမသိအညိုလည်းမသိအညိုအရွယ်မရောက်ခင်ကလေးကအညိုဤအဖေသည်အညိုတို့သားမိကိုခွဲ၍သွားသည်ဟုဆိုသည်လာစဉ်အညိုအကြောင်းစီအတွက်အဖေထံမှငွေပို့တော်လဲအညိုသည်သူ့ဖခင်ကိုယခုထက်တိုင်းမမြင်ဘူးပေအညိုဤအမေကမူအဖွားထံမှရရှိသောအမွေကိုငွေတိုးပေးစားသည်ဆို၏အညိုတို့ဤစီးပွားရေးအခြေအနေကဒါပဲဖြစ်၏အညိုဤအိမ်ရှိပန်းကင်သည်လည်းစီစီပင်ပင်မရှိလားအိမ်ဆောင်ဖိုးကြီးသည်ညင့်တွင်အိမ်ဆောင်ပြီးကနနက်ခင်းတွင်ပန်းကင်းကိုရှင်းလင်းပေးတတ်၏တခါတရံတွင်အညိုတို့သားမိပန်းချံတွင်ဆင်း၍မျက်နှုံနေသည်ကိုတွေ့ရပေသည်အညိုသည်စစ်မဖြစ်ခင်ကတော့အော်စတင်နံပါတ်30ကားလေးကိုစီး၍ကြောင်းတက်သေးသည်စစ်ပြီးသည့်နောက်ငွေရေးကြေးရေးအချိန်မကောင်း၍လားမသိအညိုမှာခြေလျင်လျှောက်ခါအင်္ဂလိပ်မြန်မာနှစ်ဘာသာသင်ကျောင်းသို့တက်ရပေသည်ကျောင်းချင်းမတူကြတော့လေညနေတွင်တော့နှစ်ယောက်ဆုံမိကြသည်တခါတရံအင်းစိန်လမ်းမပေါ်ကိုညီမတစုနှင့်အညိုတို့လမ်းလျှောက်ထွက်ကြကားတခါတရံတွင်မူပက်ကီတို့ခြံကျဲကြီးတဲ့သို့ပင်လှည့်ပတ်၍ရှောက်ကြသည်ဒီလိုလမ်းလျှောက်ကြသည့်အခါတိုင်းတွင်လည်းတခါတလေတက္ကသိုလ်ကျောင်းသားလေးတစုနှင့်လမ်းမှာဆုံတက်သည်ထိုအခါတွင်ထိုကျောင်းသားတို့၏မျက်လုံးများသည်အညိုပေါ်တွင်ဝဲ၍သွားကြသည်ဟုပက်ကီကထင်သည်တကယ်တော့အညိုကဘာမှချောသူမဟုတ်ပြင်စင်မုံကလည်းဘာမှမထူကြပေအသားကညိုလိုက်ပြန်သည်၍အဝေးကြည့်မစားသာသောရုပ်မျိုးဖြစ်သည်ပက်ကီတို့ညီမသုံးဖော်သည်လုံကြီးအမြဲစင်တူဝေ၏ပက်ကီသည်နှကန်းဆိုးတာချင်းအညိုနှင့်တူတော်လဲစပင်ကောက်ပုံကြပုံအဝေးမြင်တွင်ထင်းကနေနေသည်မှာပက်ကီသာဖြစ်ပါလျက်နှင့်ဘာကြောင့်တငယ်လေးများသည်အညိုမျက်နာပေါ်တွင်မျက်လုံးဝဲသွားပါသနည်းသူသည်ရင်မိုးမိုးနှင့်ပေါင်နှံသွေးယုံသာမကတင်မားကြလဲလှပေသည်အညိုသည်ညက်သည်မစိုးယုံလေးသာရှိ၍လှပထွားကြိုင်သူမဟုတ်ပေသို့သောအညိုမျက်နာသည်မကြည့်ရလောက်အောင်တော့လဲအယုတ်ဆိုးသူမဟုတ်ပေလွန်ခဲ့သော3နှစ်ကအညိုမက်ထရစ်အောင်သွားသောခါရီမူပက်ကီမှာဆွေဆွေခုံတော်သည်တိချင်းနေကမူပက်ကီကယုံပင်မယုံမေအင်္ဂလိပ်စကားပြောရင်လဲခွေးအကြီးလှဲပိန်နင်းမိသလိုထစ်အဲနဲ့ပြီးတော့ဒီလောက်ကတိလင်တာကြောင်းတက်နေရတာအညိုအောင်နေဆိုတာငါမယုံဘူးဟုဆို၏ပက်ကီမယုံလျင်လဲမယုံစရာပဲပက်ကီသည်အင်္ဂလိပ်လိုပြောရင်အင်မတန်လှလှပပပြောဆောင်တဲ့ယုံမကလေယူလေသိမ်းမှချီကျူလာပေသည်အိမ်မှလဲကျူရှင်ဆရာမနဲ့တည်တံ့တင်မာသည်လျက်နဲ့အညိုကအောင်သွားကသူ့ကြံရစ်သည်ကိုဆွေခုံမိသည်အယ်မာကအောင်စရင်ကိုလာပြသောခါရင်မှပက်ကီသည်ဟင်းချတော်သည်တက္ကသိုလ်တွင်အညိုတယောက်အိုင်အေအောင်သွားတော့လဲပက်ကီသည်ယခုထက်တိုင်းမက်ထရစ်မအောင်သေးပေ
သို့တော်ညနေလန်းလျှောက်ချိန်ကောင်လေးတစုနှင့်တွေ့လျင်မူပတ်ကီသည်အတန်မြင့်၍သူတို့အချင်းချင်းအင်္ဂလိပ်လိုတွတ်တွတ်ကြီးပြောနေတော့မင်းဖြစ်၏ဘာပဲပြောပြောအညို့ထက်တော့ငါအင်္ဂလိပ်စကားပြောတာတယ်လေဟုသူ့ကိုယ်သူစိတ်တင်းလိုက်ပြန်သည်သူလက်ထပ်ရမည်သူနှင့်အညို့အားမိတ်ဆက်ပေးသည့်နေ့တုန်းကလေသူကအင်္ဂလိပ်လိုမိတ်ဆက်ပေး၏သူတို့နှစ်ယောက်ကအင်္ဂလိပ်လိုတွတ်တွတ်လက်လက်ပြောတော်လေအညို့ကအင်းတလုံးအဲတလုံးဖြစ်နေသည်ကိုသူသဘောကျလိုက်သည်ပတ်ကီသည်အညို့ထက်တစ်နှစ်စော၍လက်ထပ်၏အညို့ကဘီအေနောက်ဆုံးနှစ်ရောက်မှလက်ထပ်လိုက်သည်ကာယကံရှင်ဖြစ်သောအညို့ကိုယ်တိုင်ကသူ့လက်ထပ်ပွဲကိုစိတ်ဝင်စားလေသလားမဝင်စားလေသလားတော့မသိပတ်ကီမှာတော့အမြဲတမ်းမရ၏အညို့တို့အိမ်မှထမင်းချမ်းမတ်ပန်းမယ်မှာခဏခဏဆိုသလိုပတ်ကီတို့အိမ်ကိုလာတတ်သည်မတ်ပန်းမယ်ထံမှအညို့ယူမိလူအကြောင်းမင်္ဂလာဆောင်ခန်းနာကိုဘလို့လုံးမဲ့အကြောင်းမေးရ၏မတ်ပန်းမယ်ကစီစီပင်ပင်ပြောပြပြန်လင်းလဲသူ့မှာစိတ်မောရပြန်သည်ဒီတငယ်ကလွန်ခဲ့တဲ့3နှစ်လောက်ခရဲကဒီအိမ်ဝင်ထွက်နေတာ3နှစ်3မိုးစောင့်နေဆိုတာဒီတငယ်မျိုးချင်းမရဲ့ကွယ်နေပိုင်းဖြစ်နေပြောင်းသွားရတော့ငါလေရန်ကုန်ရောက်တယ်ဆိုသူ့ကားလေးနဲ့ပြေးလာတာပဲအခုတော့အတွင်းဝင်ယုံပြောင်းလာရတဲ့ဒါတောင်အညို့ကဘီအေအောင်မှလက်ထပ်ချင်တာအညို့မေကကောင်းကောင်းမမကောင်လေးကလည်းတိတ်ပူစားလို့လက်ထပ်ဖို့အညို့သဘောတူလိုက်ရတာသူ့နာမည်ကဘသူတဲ့လဲမောင်တင်မောင်နဲ့ပတ်ကီသည်စိတ်မသက်မသာဖြစ်ရပြန်သည်တကယ်ဆိုသူသည်မင်းကြီးသမီးရုပ်လဲချောငွေလဲပေါ်သူဖြစ်၏သူရသောလင်မှာအညို့ထက်တော့အသာသိ၏အခုတော့အညို့ရသူမှလည်းအတွင်းဝင်လေသူရသူမှလည်းအတွင်းဝင်လေပင်ဖြစ်၏ယခုလိုတူတူချင်းဆိုရင်ပတ်ကီအတွက်စိတ်သက်သာဖို့ရှိသေး၏ဒါပေမဲ့ကိုတင်မောင်ကအညို့ကို3နှစ်3မိုးဆောင်၍ဒူးထောက်တောင်းခံရသည်ဟုကြားရသောအခါသူ့အဖြစ်ကိုစိတ်နာလာသည်သူရှုံးမြန်လေသည်သူမှဘာကြောင့်မှမသိကိုဝင်းမောင်ကိုလက်မထက်ခင်ကသူတို့ညီမ3ယောက်ကိုဝင်းမောင်၏နှမများကိုတွား၍ပြရသည်ထိုနေ့ကိုပြန်တွေးမိသောအခါအလိုလိုရှက်၍လာသည်ကိုဝင်းမောင်တို့အိမ်မှာအเจ้าမရှိအเจ้าရှာလောက်ရသောလက်ဖျေဝဲတို့သူတို့ညီမ3ယောက်တွားရ၏မသွားခင်ကလေးကထိုလက်ဖျေပွဲတွင်ကိုဝင်းမောင်ကသူတို့ညီမ3ယောက်ထဲမှကြာရရွေးမိကိုတော့သူသိပြီးဖြစ်ခဲ့သည်တကယ်ဆိုကိုဝင်းမောင်ကိုတင်မောင်ကအညို့ကိုယူတဲ့ကဲ့သို့ပင်သူ့အားလည်း3နှစ်3မိုးဆောင်၍ပိုးစေခြင်းယူစေခြင်းသည်ဒီလိုချက်ရသောအချက်မျိုးမှာပျော်ရွှင်နှစ်သိမ့်စရာကောင်းပေလိမ့်မည်ဟုတွေးမိပြန်သောအခါသူရှုံးရသောအဖြစ်တို့ကိုတွေး၍ရင်နာမိပြန်၏ဒါတောင်ပတ်ကီအမေကလျင်၍မြန်မြန်လက်ထပ်ဖြစ်ခြင်းဖြစ်ပေသည်ကိုဝင်းမောင်ကအချိန်ဆွဲခြင်းပေသေးသည်ပတ်ကီတွေးကျင်တိုင်းတွေးနေသည်ကိုမဆောင်နိုင်သောမတ်ပန်းမေကပြန်ရန်ပြင်လာ၏ကဲမတ်ပတ်ကီကျမပြန်အောင်မယ်အညိုကဒီကနေ့အိယာခန်းနာတွေရောက်မယ်လို့ပြောထားတာအဲ့ဒါတွေနေရာချရအောင်မယ်ဟုတ်လားအညိုတော့ဒီမင်္ဂလာဆောင်အတွက်အတော်ကုန်အောင်ပါပဲရှင်အော်ဘာမှမကုန်ပါဘူးမတ်ပတ်ကီရဲ့တငယ်လေးကအားလုံးတင်တောင်းနေအိယာခန်းနာသူတို့သမီးအဝတ်စားကအစားအားလုံးဝယ်ပေးတာပဲပတ်ကီသည်ပါဇက်အဟောင်းသားနှင့်ငေးကြံရ၏မတ်ပန်းမေကမူနေရာမှထကအညိုတို့ခြံဘက်သို့ရှောက်သွားတော်သည်ကဲယခုတစ်ချိန်မှလည်းရှုံရပြန်သည်အညိုသည်ဘာကြောင့်များအေးအေးလေးနှင့်အနာယူနိုင်ပါလေသူတော်ကကိုဝင်းမောင်ကိုရပါမည်အကြောင်းဧခံစည်းကိုလည်းမင်းကလေးဘက်ကတာဝန်ယူရသည်အိယာခန်းနာနောက်ဆုံးသူတို့သားဝစ်ဖို့အဝတ်စားပင်ပတ်ကီတို့ကအကုန်ကြခံရသည်ပတ်ကီသည်အန်ကျိတ်မိ၏အချိန်ကိုဘာမှနားမလည်နိုင်တော့ပေအညိုဤလက်ထပ်ပွဲသည်သူ့လက်ထပ်ပွဲလိုခမ်းနားခြင်းမရှိလားလူ200လောက်ဖိ၍အိမ်မာရင်လက်ထပ်ကြ၏သူ့တော်ကမနက်ခင်းပိုင်းတွင်လက်ထပ်၍ညနေပိုင်းတွင်စက်ထရင်းဟိုတယ်၌လူ200ကျော်ခန့်ဧည့်ခံပွဲလုပ်ခဲ့ပေသည်အညိုလက်ထပ်ပွဲတွင်ညီမ3ယောက်လုံးစောစောသွားကြသည်မာတာနှင့်အယ်မာကအညိုဤပြိုရန်ဖြင့်အညိုကိုပွဲထုတ်ရန်လိုက်ပါကြသည်အားလုံးပျော်ပျော်ရွှင်ရွှင်တိုက်တိုက်ဝန်းဝန်းနှင့်လက်ထပ်ပွဲမှာခက်ချင်းချင်းပင်ပြီးစီးသွားသည်သူကမူအညိုဤအိယာခန်းနာပြင်ထားသောအခန်းမှမထွက်ပေအိယခင်းမှာရွှေဝါနုရောင်ဖဲဖြစ်၍ဖဲပေါ်ကမှရွှေဝါရောင်ပိုးစာပေါ်တွင်နှင်းစီပန်းများအပွင့်ဖော်ထားသောအဖုံးကိုဖုံး၍ထားပေသည်
စားချနောင်းကလည်းအဝါနုလေးဖြစ်၏စောင်းများမှမူဂျူးတာနှင်းစီတစိမ့်သူ့မွေးဆောင်အကောင်စားအဝါနုရောင်ဖြစ်ပေသည်စားပါအဖုံးပေါ်တွင်စောင်းနှင့်ခေါင်းအုံတို့ရေးရေးပေါ်နေသည်မှာတမျိုးလာပေသည်ကရင်ဤတတာမှန်တင်ကုန်မှန်ပြီးတော့အိတ်ခမ်းတွင်ရှိဆိုဖာနှစ်ခုပတ်ကီသည်ထို့ပစ္စည်းအလုံးကိုလက်နှင့်လာ၍ဆန်းရင်ဝမ်းနေသွားပြန်သည်ဤအိယာခန္ဓာအိမ်အောင်ပြည်ဘောကများသည်ယခုလုံးမကောင်းပေထင်းရှူသားနှင့်ပင်လှုပ်ထားသည်ဖြစ်အောင်တော့အညို့ဖို့ဒါရီမောင်ကအားလုံးဝယ်ပေးတာဟုခက်မော့မော့ကလေးပြောပြနိုင်ပေသည်ဒါကိုကအညို့သည်သူ့အပေါ်အနိုင်ရခြင်းပင်ဖြစ်၏သူ့မှာတော့ဘာကြောင့်ဒါရီကိုကိုဘက်ကဝဲပြီးတင်ရတာဟုမပြောနိုင်ပါသနည်းတကယ်တော့သူသည်အညို့ထက်အများကြီးအခြေအနေခိုင်မာပါလျက်နှင့်ယောက်ျားတစ်ယောက်ကိုအညို့လိုလက်မထောင်မယူနိုင်မေဒူးထောက်၍ငွေကုန်ကြေးကြခံကယူရပါသနည်းလက်ထပ်ပွဲပြီး၍သူတို့သားသူတို့သမီးများအခန်းအပ်ပြီးမှပတ်ကီပြန်လာခဲ့တော့လေစိတ်ထဲမှာဟဟပပပျော်ပျော်ရွှင်ရွှင်မရှိလာပြီအိမ်အောင်ကိုစီကြပြီးပြန်တော့လေသူသည်အညို့တရင်ကိုနားထောင်နေမြဲဖြစ်သည်မပန်းမယ်ထံမှအညို့တို့လင်များနှိမ်ပုံထိုင်ပုံတင့်တင့်မြတ်မြတ်ရှိမရှိကြစ်ကြစ်နာနာရှိမရှိမေးရပြန်သည်သို့တော့မပန်းမယ်ပြောစကားကိုကြားရပြန်ရင်လေတတ်ဒေါသဖြစ်ရပြန်သည်မောင်တင်မောင်ကလူစမ်းကွဲ့မက်ပတ်ကြီးရဲ့တခြားယောက်ျားများကိုမိမကိုယ်တိုင်ချက်မှပြုတ်မှကြိုက်ကြတယ်မဟုတ်လားသူကတော့အညို့ဘာလို့တာမှမကြိုက်ဘူးအညို့မှာဖြင့်မောင်တင်မောင်အလုပ်သွားချိန်ကြောင့်မှသူ့လုံးစရာရှိတာတွေအားလုံးလုပ်ရတယ်အညို့ကလည်းအင်မတန်အဝိရှောချင်းမိဖို့တိုက်ချင်တဲ့ခလိမတနေ့ရုံးကအမှတ်မတင်ဆင်းလာတော့အညို့မိဖို့တိုက်တာတွေ့တာနဲ့ပြောမြတာနဲ့တင်မိဖို့တောင်လွှင့်ပစ်တော်မလို့ပတ်ကီဒီနားထောင်နေရမှမျက်လုံးလေးပြူလာ၏တဲ့သေးတာပဲဟုလဲစိတ်ထဲမှမှတ်ချက်ချ၏စားတာတောက်တာကလည်းအညိုကဖြင့်ချက်ချင်လိုက်တာအလွန်ပဲချက်လဲပေါ့တယ်ငန့်တယ်ကြီးမမြပါဘူးဒါပေမဲ့အညိုပင်ပင်မတ်ချက်ပြီးဆိုသူ့ဆူတာပဲဒါကြောင့်သူ့ရှိဆိုအညိုကမီးဖို့ကမ်းမဝင်တယ်လို့နေရတယ်ပတ်ကီရဲ့ပတ်ကီဒီမတ်ပန်းမယ်စကားပြောသည်ကိုနားထောင်ရင်စိတ်သားအိုကိုတတိယသွားသည်ကိုကညစာတွင်စိတ်သားနှက်စားခြင်းသည်ဆို၍သူကိုယ်တိုင်နှက်ထားသည်အစီကံတွေတပုံတပင်ရှိလျက်နှင့်ပတ်ကီကိုယ်တိုင်လုံးမှကိုကကြိုက်၏ကိုကတော့ပတ်ကီကိုယ်တိုင်လုံးမှစားတတ်တယ်သူသည်မတ်ပန်းမယ်ကိုအားတင်း၍ခုံယူကပြောလိုက်တော့လေစိတ်ထဲကမူစကားပြောရသည်မှာအရာသာမပါပေတခါတရံကိုစိတ်တူ၏ထမင်းဝိုင်းမှာထမင်းစားနေရင်ကချင်းရည်ဟင်းတွေအချင်းပေါ်သည်ထင်လျင်မကြီးသည့်ရေထဲကဟင်းအိုးကိုမိဖို့ပေါ်ပြန်တင်၍အချင်းထပ်ထည့်ပေးရသည်စီပြန်ဟင်းတွင်အနှစ်နှစ်စီနှဲပြန်ရင်လဲစီတက်တက်ချက်၍စားနေတော့မှထပြင်ပေးရသည်အလကားနေအညိုကကန်ကောင်းနေသည်သူ့မှာတော့ဘာကြောင့်များဒီလိုဖြစ်နေပါလေမပန်းမယ်ထသွားရင်သူသည်စိတ်သားအိုးကိုထ၍ကြည့်မိ၏ညစာစားပွဲတွင်တခါတည်းနှင့်အဆင်ပြေပါမလားဟုစိုးရိမ်မိပြန်သည်အဆင်မပြေတိုင်းကိုဝင်းမောင်သည်သူ့နှမများနှင့်နေခဲ့ရတော့ကအစားချေကသူ့ကိုနှမများအလိုလိုက်ပုံပြုစုပုံတို့ကိုမိုးမစုံမြေမစုံပြောလာလျင်သူသည်ဒေါသထွက်ခါရန်ဖြစ်ရတော့သည်ဒီနှမတွေအကြောင်းနှင့်ပတ်သက်၍ခဏခဏရန်ဖြစ်ကြရသောကြောင့်ကိုဝင်းမောင်နှမများကိုပင်အိမ်ကိုလှမလဲစေလိုပေဟိုတစ်ပတ်ကရောင်းမများလာစဉ်တွင်သူသည်စကားဟမပြောခဲ့ရောင်းမများကနောက်ကိုမလာတော့ဟုပြော၍သွားသည်စိတ်ထဲတွင်သူဖြစ်တယ်လို့အညို့တွင်လည်းအားလုံးဖြစ်စေခြင်းသည်ဘယ်တော့အညို့သည်လင်းပတ်ကအမျိုးများနှင့်မသိမတင်ဖြစ်နေသည်ကိုကြားရမည်လေဟုစိတ်ကစောင့်စားနေမိပေသည်မိုးဦးတညက်နေတွင်အညို့လာ၍လဲပေသည်အညို့သည်ကိုဝန်ရှိစာဟန်မျိုးဖြစ်နေတော့လေသူသည်အညို့ကိုကိုဝန်ရှိမရှိမမေးပေအညိုကအေးအေးဆေးဆေးနှင့်သူ့ကိုစိတ်ဝင်စားပြော၏သို့တော့အညိုစကားတွေတွင်လင်းအကြောင်းအိမ်အောင်ရေးအကြောင်းလုံးဝမပါပြီ။ကျောင်းနေတော့ငါဘဝကိုသာလွမ်းလွမ်းသားသားပြော၏။အနားမှာနားထောင်နေသူအယ်မာကမူအညိုဝစ်လာသောထမိန်ကိုသဘောကျနေ၏။အညိုထမိန်သည်အစိမ်းရင်မော်တွင်လှပသောအဝါချိတ်ကလေးများကိုဆင်ထားသည်။မြမရက်ထဲလုံကြီးဖြစ်ပေသည်။အညိုလုံကြီးကိုမသာတိတ်သဘောကျတာပဲကွယ်။အသားကလည်းညံ့နေတာပဲ။
သဘောကျသူအယ်မာကမပြောခင်မာတာကအရင်ပြောလိုက်တော့ကြောင့်အယ်မာသည်ဟက်ဟက်ပက်ပက်ရီလိုက်လေသည်အယ်မာလည်းအဲ့ဒီလုံးကြီးကိုမျက်စိကြလို့အညိုလာကလေးကကြည်နေတာအညိုသည်ပြုံးလိုက်၏သူ့အပြုံးသည်ပြေဆုံးခြင်းဖြင့်အားရှိသောအပြုံးဟုဘက်ကီကထင်မိသည်ဟုတ်တယ်ဒီလုံးကြီးလေးကလှကိုလာတယ်ပေးတဲ့လူစေတနာကောင်းလို့ထင်တယ်ဘဲကပေးလဲအညိုဘက်ကီသည်စူးစမ်းတယ်လို့ဟန်နေမိ၏မောင်ရဲ့အညာကအတော်ကြီးလေတိတ်သဘောကောင်းတာပဲသူကကြီးပေးပြီးအစင်ကိုကြိုက်တဲ့အစင်ရက်ခိုင်းတာတိတ်လာတာပဲနော်ကိုတင်မောင်မအမေရှိသေးလားနှမရီရောဘက်ကီကထက်၍မြေးပြန်၏အမေလည်းမရှိဘူးနှမတွေကလည်းဝမ်းခွဲတွေဒါပေမဲ့သူတို့ကတိတ်ရိုးတာပဲအညာဒလိမို့လားသူ့အတော်တွေကလည်းရှင်းရှင်းပွင့်ပွင့်တွေပဲဘက်ကီသည်ဘာမှဆက်မမေးလို့တော့ပြီတကယ်ဆိုသူ့စိတ်ထဲတွင်အညိုသည်ရောက်ခမတွေရောက်မတွေနှင့်သူ့လိုဇရာအမြဲရှုံနေစေခြင်းသည်သူ့ရောက်ခမမိမတကြီးသည်ခဏခဏသူ့သားပြီးအောင်ကြောင်းအတွင်းဝင်အကြောင်းဂုံတင်အသားယူပြောသည်ကိုနားကလော၍ရန်ဖြစ်ကြသလိုအညိုတွင်ဖြစ်စေခြင်းသည်ခုတော့အညို့မှာဇရာရှုပ်စရာရောက်ခမကလည်းမရှိရှိသည့်အတော်တွေကလည်းသူတို့ဘာသာအေးဆေးနေသည်ဆိုတော့ဒီတပွဲတွင်လည်းသူသည်အညို့ကိုရှုံရပြန်သည်တကားသူတို့စကားပြောနေစဉ်တွင်မိုးသားများသည်ပုံမူ၍မဲမောင်လာကြသည်မပန်းမယ်သည်အထုပ်တစ်ခုနှင့်သူတို့ရှိရာသို့ရှောက်လာ၏မပန်းကြီးဘာလာလုပ်လဲအမကစီးကြို၍မိလိုက်၏မောင်တင်မောင်လွှတ်လိုက်လို့အညိုစကားပြောခြင်းပြောနေတဲ့သူကားနဲ့လာကြိုမယ်တဲ့မိုးညိုလာတော့အညိုအေးမိမှာဆိုလို့မောင်တင်မောင်ကအနှွေးတွေသွားပို့ကြီးဆိုတာနဲ့လာပို့ရတာရော့ညိုမပန်းမယ်လက်ထဲမှအညိုသည်သူ့မွေးဆောင်စကဝါရောင်လေးကိုဆွဲယူ၍ခြုံလိုက်၏ပက်ကီသည်အိမ်နရီရရထိုင်၍ပင်မနေနိုင်တော့ပဲအိတ်ခမ်းထဲသို့ဝင်သွားတော့သည်ခရင်ဘေးရောက်လျင်ခရင်ပေါ်ပြစ်လှဲလိုက်ခါဝမ်းနဲ့ပတ်နဲ့ငိုလိုက်မိသည်မစီမဆိုင်တင်မော့နှင့်မြောင်းမြသွားခဲ့သည့်တညကိုသတိရသည်တင်မော့ခန်းထဲတွင်မိုးနှဲငယ်ပတ်၍လေတိုက်ပေသည်သူကခရင်မော်တွင်အသာလှဲနေပေသည်စိတ်ကတော့မိုးတက်ဝင်လာလျင်ကိုသည်မှန်ပြတင်းကိုပိတ်ခါသူ့ကိုစောင်းချုံပေးမည်ဟုထင်၍ငိမ်ငါမှိန်နေမိသည်နောက်ဆုံးတော့ကိုမှအရင်အိပ်ပျော်နှင်၍သူ့ဘာသာတကားထားပေးရသည်အလုံးကွာလိုက်သည်ဖြစ်ခြင်းအညိုအိမ်လာလေသည့်အတွင်းမှာပင်မိုးညိုလာသည်နှင့်အညိုအေးမိမှာဆိုသောကြောင့်ကိုတင်မောင်ကအနှွေးတဲ့အပို့လွှတ်လိုက်ရသေးသည်ပက်ကီသည်ခေါင်းတစ်လုံးကိုဆွဲယူ၍အဝေးသို့စောင်းအောင်လှုပ်ပစ်လိုက်သည်သူ့မှာဒူကြီးတဲ့ကြီးနှင့်အခြေအနေခိုင်မာပါလျက်နှင့်အညို့ပေါ်တွင်ဘာကြောင့်အနိုင်မရသည်ကိုတွေး၍မရနိုင်ပါတကားသို့သောဒူးတဲ့အင်အားကြီးသည်ဆိုတိုင်းလေအခါခတ်သိမ်းချမ်းမြေပွဲချင်းနေကိုဖန်တီး၍မပေးနိုင်ဆိုသည်ကိုတော့သဘောပေါက်သလိုဖြစ်လိုက်မိ၏1958ခုဩဂုတ်လထုတ်ရှုမဝါအဆုံးထိနားဆင်ပေးခဲ့ကြတဲ့စာချစ်သူများအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်